6လေးထဲမှာလေတိလားယောက်ျားလေးကနေမိန်းကလေးစိတ်ရှိရတူပူကြိုက်တယ်ဘာလို့လူပြောလဲဆိုတော့လေအ6တွေအမ်ဘဂျီလာပါအင်္ဂလိပ်လိုခေါ်ကိုလည်းမခေါ်တော့အဲ့လိုတော်တော်များများလေးစိတ်ပွင့်လင်းနေခင်ဖို့လည်းကောင်းတယ်သူများပေါ်မယုံမှတတ်ဘူးနော်သူတို့ကစိတ်ပွင့်လင်းနေအားလည်းမနာတတ်ဘူးပြောစရှင်ကွက်ကနတက်ကနန်ပြောရမှန်တယ်ဟိုလိုမျိုးမဖြစ်တတ်ဘူးကွာတိလားကောင်းတာပဲပြကြိုက်တာကွာသူလို့ဆိုကြိုက်တယ်ကွာတိလားဆိုရင်ကွာမိချီနာမောင်တခါတွေ့ပွဲအေးငါရဆိုင်ဖွင့်ငါဆိုင်တဆိုင်လို့အန်ဒပဂျီပဲခေါ်ထားမှာပါအချောင်းမလည်းဘာပဲပြောမှဆိုငေါလည်းမပြောတန်အလာပဂျီလားပါလေကိုကတော့အလောက်ခင်မမျိုးအင်္ဂလိပ်နဲ့ဆိုကိုကမရအောင်အင်္ဂလိပ်တအားညံ့တာဟုတ်တယ်အင်္ဂလိပ်လိုအလောက်မရအောင်အားကြောင့်ပြမယ်ဒီလားဘာလို့အဲ့လိုပြောလဲဆိုသူတို့လေးတွေကလေအလုတ်ထဲမှာသူတို့ရှိမပြင်းရဘူးနော်အလုတ်ထဲမှာသူတို့ရှိရင်ကိုမပြင်းရတာဟိုပြင်မန်းတာတော့မှပြင်မန်းရော့တယ်ကွာဒီလားမမလေးအဲ့အရင်တော့အလုတ်ထဲမှာလည်းတယောက်ရှိရအဲ့လိုမျိုးပဲအားကြောင့်လေသူရှိနေဆိုမပြင်းရအောင်သူ့ကြည့်ပြီးမှသူကနှွေ့တိဟိုဘက်နှွေ့လိုက်ဒီဘက်နှွေ့လိုက်နေခဏအလုတ်တစ်ခုခုဆိုလဲအဲ့လိုပဲတည်ရမလားပြောချင်တာကွာဘယ်မှာပဲလို့ကွာအကြိုက်ဆုံးကအချောက်တွေကိုပူကြိုက်တယ်မိန်းမနေအချောက်ယောက်ျားစိတ်ရှိတာကိုမပြောဘူးနော်ယောက်ျားလေးကနေမိန်းမစိတ်ရှိတယ်လို့ပြောတာကိုကတော့ကြိုက်တယ်ဒါပေမဲ့ကိုမြင်ဖူးတဲ့ထဲမှာကိုပြနော်ဒါတော့စိတ်မဆိုးနဲ့မိန်းမကနေယောက်ျားစိတ်ရှိတဲ့သူတစ်ခေါက်ပြောပြမယ်သူတို့ကကြတော့စိတ်မဆိုးနဲ့နော်သူတို့ကြတော့ကြိုက်တက်လားဆိုတော့ဟိုအစိတ်ချင်းတော့မတူပေမဲ့ကိုတွေ့ဘူးတာကွာကိုတွေ့ဘူးတဲ့4 5 6ယောက်လုံးကအဲ့ဒီတစ်စိတ်ပဲဖြစ်နေတာတခြားလူကတော့ကိုမပြောလို့နော်ကိုတွေ့ဘူးတဲ့ဟာကိုပြောသူတို့ကကြတော့လေယောက်ျားစိတ်တာရှိရဒါပေမဲ့သူတို့ကမိန်းမစိတ်နဲ့ရှိရဘာပြောချင်တာလဲဆိုတော့ဟိုစိတ်နဲ့ကောက်တတ်တာလို့ပါလို့ပေါ့ဟဲ့နောက်ပြီးဟိုစကားဟိုလိုမျိုးဖြစ်တတ်တာလို့ပေါ့မတူတာပဲပြတာပါနော်ကိုဒါကိုမြင်ဘူးတဲ့မိန်းမနဲ့အချောက်ဘယ်လိုပြောရမလဲယောက်ျားစိတ်ပေါက်တဲ့တူနော်ကိုမြင်ဘူးတဲ့ထဲမှာပြောတာဒါပေမဲ့လည်းဟိုတခြားလူကတော့ကိုလည်းမသိဘူးလေနော်တခြားလူကအများကြီးကိုလည်းမပေါင်းဘူးတော့ကိုမသိဘူးကိုကပေါင်းဘူးတာတော့အချောက်မအောင်တော်တော်များများပေါင်းဘူးတယ်နော်အချောင်းမအောင်စိတ်တော့မစိုးနဲ့ပေါ့ဘာလို့လဲဆိုတော့ကိုကမပြောတတ်ဘူးအနာပဂျီလာပါပဂျီလက်ကိုမပြောတတ်ဘူးကွာသူလို့ကြတော့ပူကြိုက်တယ်နော်ယောက်ျားလေးကနေအချောက်စိတ်ကွာမိန်းကလေးစိတ်ရှိတဲ့သူပူကြိုက်တယ်ပူ6လေးကြိုက်တယ်ပဲကိုကတော့လေဒီလားဘာလို့လဲဆိုတော့သူတို့လေကတော့တကယ်ပြောတာအရန်ပေါက်လို့ကောင်းတယ်ခင်လို့လည်းအရန်ကောင်းတယ်သူတို့လေကနောက်ပြီးလေဒီလားတကယ်ဆိုလေဒီလားသူတို့ဘွားလေးကွာသူတို့တေချာစဉ်းစားကြည့်အချောက်လေးတော်တော်များများအကုန်လုံးကမိဘကိုလှုပ်ကျွေးနေရနော်သူတို့ကသူတို့ဘွားကိုသူတို့ယုံတယ်သူများကိုလည်းဟိုခိုးစားဖွက်စားညာစားအဲ့လိုမျိုးရှိဘူးကြော်ခွစားလိုမျိုးရှိသူတို့ကတဲ့နေတာပုတ်ပုတ်လည်းနေထိုင်တာနောက်ပြီးမိဘလိုပုတ်ပုတ်ရှယ်ထောက်ပံ့တာနော်သူတို့လေကလေစိတ်ထားလေကလည်းတော်တော်မိုက်တယ်ဒါကြောင့်ပြောချင်တယ်တည်ရမလားသူများဘာပြောမပြောမသိကိုကတော့ကြိုက်တယ်အနာဗဂျီဆိုကိုကြိုက်ပြီးတာငါကတော့တအားကြိုက်တယ်တကယ်ပြောတကယ်လို့ကိုဆိုင်ဖွင့်တဲ့ထဲမှာနော်လာမှအချောက်တွေလာယူလို့ကိုကယူမှာပဲကိုကြိုက်တယ်လေဘာလို့လဲဆိုတော့သူတို့အလောက်ကိုင်ကိုအရင်ကြိုက်တာသူတို့လေကတိုးတက်မှုလည်းများတယ်